အားလုံးပဲမင်္ဂလာပါသခင်ယေရှုခရစ်တော်အားဖြင့်သင်နဲ့ကျွန်ုပ်ဟာဖျားသခင်နဲ့အတူနေရာကျတော်သူဖြစ်တယ်ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့နည်းငယ် sharing လုပ်ချင်တာဖြစ်ပါတယ်။ Ephesians ဩဝါဒစာအခန်းကြီး1အငယ်1ကနေစပြီးတော့ဖတ်ချင်တယ်။သင်တို့သည်အထက်ကလောကီတရားသို့လိုက်၍အာကာသကောင်းကင်၏တကူးကိုအစိုးရသောမင်းကြီးဟုသောညှင်းဆန်သောသူတို့၌ပြုပြင်သောဝိညာဉ်၏အလိုနှင့်အညီဒုစရိုက်အပြစ်တို့၌ကျင်လည်ကြ၍ထိုဒုစရိုက်အပြစ်၌တည်လျက်ရှိနေသောသင်တို့ကိုပင်ဖျားသခင်သည်အသက်ရှင်စေတော်မူပြီတဲ့ဒီကျမ်းစာမှာဝိညာဉ်တစ်ခုကိုတွေ့ရတယ်အဲ့ဒါဘာဝိညာဉ်လဲဆိုတော့ညှင်းဆန်သောသူတို့၌ပြုပြင်သောဝိညာဉ်အဲ့ဒါဘလို့လူမျိုးလောက်တဲ့ဝိညာဉ်လဲဆိုတော့ဒီအာကာသကောင်းကင်တကူကိုအစိုးရသောမင်းနော်အာကာသကောင်းကင်တကူကိုအစိုးရသောမင်းကလူတွေကိုဖျားသခင်ရဲ့အလိုတော်နဲ့ကယ်တင်ခြင်းကိုညှင်းဆန်စီသောဒုစရိုက်အပြစ်ဝိညာဉ်ကိုအဲ့ဒီဝိညာဉ်နဲ့အဲ့ဒီမင်းကလူတွေကိုလှည့်စားတယ်လူတွေကိုဒုစရိုက်အောက်မှာလဲကျစီတယ်ဒါပေမဲ့တဲ့ဘုရားသခင်ကအဲ့ဒီစာတန်ဆိုတဲ့အာကာသကောင်းကင်တကူနဲ့အစိုးရတဲ့မင်းညှင်းဆန်တတ်တဲ့သဘောတနည်းအားဖြင့်ယုံကြည်ခြင်းမရှိတဲ့သဘောနဲ့ဒုစရိုက်ထဲမှာတွားစီတဲ့တကူကိုဘုရားသခင်ကဒုစရိုက်အပြစ်တို့၌တည်လျက်ရှိနေသောသင်တို့ကိုပင်ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီဟာလေလုယာဘုရားသခင်ကတည်တော်သူတွေရဲ့ဘုရားမဟုတ်ဘူးတည်ရဆိုတဲ့အတိတ်ပဲဒုစရိုက်ဆိုတာတည်ခြင်းဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကဒုစရိုက်ဆိုတဲ့စာတန်ရဲ့ချုံနှောင်ခြင်းအာကာသကောင်းကင်ကိုအစိုးရတဲ့ညှင်းဆန်သောမင်းရဲ့တကူတွေအားလုံးကိုယေရှုခရစ်တော်အားဖြင့်လက်ဝါးကားတိုင်းမှာအကုန်စင်ရိုက်ချိုးလိုက်ပြီထိုညှင်းဆန်သောသူတို့နှင့်တကွငါတို့ရှိသမျှသည်အထက်ကကိုယ်ကာယအလိုတို့၎င်းစိတ်အလိုတို့၎င်းလိုက်သည်ဖြစ်ကာမဂုဏ်တို့၌ကျင်လည်သည်ဖြစ်၍ကျွင်းသောသူတို့ကဲ့သို့ပင်ပဂတိအတိုင်းအမျက်တော်ကိုခံရသောသူဖြစ်ကြ၏ဟိုးရင်တော့ကတော့ဟုတ်တယ်အဲ့ဒီအာကာသကိုအစိုးရတဲ့ညှင်းဆန်တဲ့တကူရှိတဲ့စာတန်ရဲ့နော်ဒုစရိုက်လက်နက်အောက်မှာလဲကျတော်သူဖြစ်တော်လေတဲ့အငယ်လေးကိုရောက်တဲ့အခါမှာသို့တော်လေဂိယုဏတော်နဲ့ကြွယ်ဝတော်မူသောဘုရားသခင်သည်ငါတို့ကိုချစ်တော်မူသောမဟာမြတ်တာတော်အားဖြင့်ဟာလေလုယာဘလောက်ပဲဒုစရိုက်ထဲမှာသင်ရှိနေပါစေသင်ကောင်းလို့ဘုရားသခင်ချစ်တာမဟုတ်သင်ကျင့်နိုင်လို့ဘုရားသခင်ချစ်တာမဟုတ်ဘုရားသခင်ကသင်ဒုစရိုက်ထဲမှာရှိနေတဲ့အချိန်မှာပင်လေယူမြတ်တာနဲ့မဟုတ်မဟာမြတ်တာနဲ့ချစ်ပြီးတော့သင်ကိုအဲ့ဒီဒုစရိုက်ထဲကနေပြန်အသက်ရှင်စေနိုင်တဲ့ဘုရားသခင်ဖြစ်တယ်ဒုစရိုက်အပြစ်၌တည်လျက်ရှိနေသောငါတို့ကိုခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူပြီးဂျေဇုတော်ကြောင့်သာကယ်တင်ခြင်းသို့ရောက်ရ၏ဟာလေလုယာဒုစရိုက်နဲ့အပြစ်ထဲမှာပျော်တဲ့သူတွေပါအပြစ်ထဲမှာပျော်ဖို့လေအဲ့ဒီအာကာသကိုအစိုးရတဲ့မင်းရဲ့လက်စားခြင်းအဲ့ဒီသိုးသောဝိညာဉ်ရဲ့တကူအောက်မှာနေရတဲ့သူတွေပါဒါပေမဲ့စာတန်ရဲ့တကူထက်ယေရှုရဲ့ကယ်တင်ခြင်းတကူဟာပိုပြီးတော့ကြီးမားတယ်စာတန်ရဲ့လက်စားခြင်းထက်ဘုရားသခင်ရဲ့တစ္ဆာနဲ့ဂရုဏာမေတ္တာပိုကြီးမားပြီးတော့ဒုစရိုက်အပြစ်အောက်၌တည်လျက်ရှိတော်ကျွန်တော်တို့ကိုခရစ်တော်အားဖြင့်အသက်ရှင်စေတော်မူပြီးဂျေဇုတော်ကြောင့်သာကယ်တင်ခြင်းတို့ရောက်ရ၏ကယ်တင်ခြင်းတို့ရောက်တာကျွန်တော်တို့ကျင့်နိုင်လို့မဟုတ်ဘူးအကျင့်ကောင်းလို့မဟုတ်ဘူးကောင်းမှုကုသိုလ်ရှိလို့မဟုတ်ဘူးကယ်တင်ခြင်းတို့ရောက်တာဘုရားသခင်ကျွန်တော်တို့ကိုတနာလို့အဲ့ဒီတနာတဲ့အရာလေးကိုကျွန်တော်တို့ကညှင်းဆန်တဲ့သဘောမရှိဘဲနဲ့ယုံကြည်သောသဘောရှိဖို့လိုတယ်ယေရှုခရစ်အားဖြင့်ငါတို့ကိုထမြောက်စေ၍ကောင်းကင်အရက်၌နေရာပေးတော်မူပြီဟာလေလုယာဒါကြောင့်ဒီနှုတ်ကပတ်တော်အတူလေးကတင့်ကိုဗာရစေချင်တယ်ဆိုတင့်ရဲ့နေရာကဒုစရိုက်အပြစ်အောက်မှာပိတ်မိလဲကျနေဖို့နေရာအဲ့နေရာမှာတင်နေရမှာမဟုတ်ပါဘူးတင်နေရာမားနေတယ်တင်းရဲ့နေရာကဒုစရိုက်အပြစ်စာတန်ရဲ့ညှင်းဆန်ခြင်းသဘောတကူတွေအောက်မှာနေရမှာမဟုတ်ဘဲနဲ့ယေရှုခရစ်တော်အားဖြင့်ခံရသောဂျေဇုတော်ရဲ့ထမြောက်ခြင်းယေရှုခရစ်တော်အားဖြင့်ငါတို့ကိုထမြောက်စေ၍အာမင်ထမြောက်စေတယ်ဆိုတဲ့အဓိပ္ပာယ်ကနော်ယေရှုကိုယ်တိုင်တင်းချိုင်းကူထဲမှာအပိတ်တကြိုခံရပြီမဲ့ထမြောက်ခြင်းတကူရောက်လာတဲ့အခါမှာကြောက်တုံးတွေပွင့်ပြီးတော့လွတ်မြောက်တဲ့ကဲ့သို့နော်တင်းရဲ့အသက်တာထဲမှာ
ဘယ်ဒူးစရိုက်ကြောက်တုံးမှပိတ်ထားလို့မရဘူးဘယ်စာရန်ရဲ့တပူးမှတင့်ပေါ်တင်ထားလို့မရဘူးဘယ်ဝိညာဉ်ဆိုးရဲ့တကူကမှတင့်ကိုဖိထားလို့မရပဲနဲ့ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းတကူကတင့်အထက်မှာလာရောက်နေရာယူတဲ့အခါမှာဝင်ပြီးတော့နေရာယူလာတဲ့အခါမှာသင်ဟာလည်းယေရှုခရစ်တော်နဲ့တူထမြောက်ပြီးတော့ကောင်းကင်အရက်၌နေရာပေးတော်မူပြီ။သင်ရဲ့အရက်အရာကဒုစရိုက်ထိုင်ကုန်မှာမဟုတ်ဘူးမိတ်ဆွေ။ဘုရားသခင်နဲ့တူကောင်းကင်အရက်မှာထိုင်လျက်ဘုရားသားအဖြစ်စိုးစံရတော့အရက်အရာကိုရဖို့ယေရှုခရစ်တော်ကျွန်တော်တို့အပြစ်တော်ထမြောက်ခဲ့တာဖြစ်တယ်။ဒါကြောင့်ယေရှုအားဖြင့်သင်ရဲ့နေရာအမှန်ကိုသင်သိပါစေ။သင်ရဲ့နေရာအမှန်ကကောင်းကင်အရက်၌ထိုသခင်နဲ့တူစိုးစံရတော့နေရာအမှန်ဖြစ်တယ်။ဒုစရိုက်တကူအောက်ကနေယေရှုခရစ်တော်အားဖြင့်လွတ်မြောက်ခြင်းကိုယုံကြည်သောယုံကြည်ခြင်းသင်ထဲမှာရှိလျက်ညှင်းဆန်သောသဘောမရှိပဲဘုရားသခင်ရဲ့သားတော်ယေရှုခရစ်တော်ကိုယုံကြည်လျက်ကောင်းကြီးရှိသောတတ်တာဖြစ်ပါစေလို့ခွန်အားပေးလိုပါတယ်။ရောက်ချင်းစီတိုင်းဘုရားကောင်းကြီးပေးပါစေ။